အခန်းရှိရွှေဘုံမြို့၌ရှိသူဝတ်လုံကတော်ကြီးသည်ခင်စိန်ကြီးလာမည့်အကြောင်းကိုကြေးနန်းရရှိလေရင်ခင်စိန်ကြီးကိုဘယ်သောအခါမျှမနစ်သက်မချစ်ခင်ပဲရှိခဲ့ရာယခုခင်စိန်ကြီးတို့မိမိတို့နှင့်အတူလာ၍နေထိုင်မည်ဟုကြားရပြန်သောအခါဒီမင်းမဖြန်ကလေးကဒီဘာလာလို့မလို့တဲ့လေသူ့ဘာသာသူတခြားမှာဘာလို့မနေနိုင်ရတယ်လဲလာပါစေအောင်မောင်သားတင်တော့ तू ကမန်ကလေးသွားပြီးဒီကောင်မလေးကိုတမင်ခေါ်ရတယ်ပေါ့လေဖွီတင်းနေနိုင်နေရောပေါ့တင်းမြင့်ခွတ်မှစသဖြင့်ကျိန်းမောင်း၍နေနဲ့လေခင်စိန်ကြီးမမူတတော်ဤတဘောကိုတီးပြီးဖြစ်တော်လဲအခြား၌တဲကိုနေထိုင်ရန်အလင်းမရှိသဖြင့်တာ၍လင်လာခဲ့ရာအိမ်သို့ရောက်လျင်ဝတ်လုံကတော်ကြီးကအိမ်ပေါက်မှစီး၍အော်ရောက်လာပြီကိုဘယ်တော့ကြာမလဲဘာလာလို့ရတာတော့ဟုမตายရသောမျက်နှာထားနှင့်မေရာခင်စိန်ကြီးသည်မျက်ရည်လဲလဲရဲ့ကျမကိုစိတ်မဆိုးပါနဲ့တော်တော်ရဲ့ကျမမှာဖေးဖေးသေးပြီးနေစရာမှအိမ်မရှိလို့တော်တော်တို့နဲ့နေမယ်လို့လာခဲ့ပါလေဟုပြောလျင်ညီးလာမှန်တော်တော်ကမသိလို့ဘာမှလည်းမပြေထားရအောင်ကဲမိဖို့ကြောင့်နာအခန်းပဲရှင်းလင်းပြီးနေကြပြီတော့ဟုအခြားခန်းရှိလျက်ညက်ပတ်စောပေနေသောအခန်းကိုပေးလေခင်စိန်ကြီးလည်းအခန်းတွေးတို့ဝင်ကြည့်၍အခန်းချီနေကိုမြင်လျင်ဖခင်ရှိစဉ်အခါနေထိုင်ခဲ့ရပုံများနှင့်ကွာလာသောကြောင့်ဖခင်ကိုတ၍တီတူငိုရှာသောအခါမဆောကမငိုပါနဲ့မမဗျာကျမရှင်းပေးပါမယ်မမလေးကထိုင်သာနေပါဟုငိုလျက်ပြော၍အခန်းကိုရှင်းလင်းသုတ်သိမ်းပြီးလျင်အဲ့ရာနေရာများကိုပြင်၍ပေးလေထမင်းစားချေရောက်၍အိမ်ရောက်သို့ဆင်းလာလျင်ဝတ်လုံကတော်ကြီးကအလိုညီအိတ်နေတယ်မက်လို့ငါစားပြီးပြီကဲကဲညီကမလေးနဲ့ညီနဲ့စားကြပြီတော့ဟုပြော၍မိမိမမူကောင်းမွန်သောဟင်းတို့နှင့်စား၍ခင်စိန်ကြီးကနှက်ဖြင်းသောဟင်းနှင့်သာကျွေးလေမဆောလဲမိမိတခင်မနှင့်ဘယ်သောအခါမှအတူဝင်၍မစားဘူးသောကြောင့်ဝင်၍မစားဘဲအနီးတွင်ထိုင်နေလျင်ဝတ်လုံကတော်ကြီးကဟူကောင်မကလေးရောတခါတည်းပြင်းအောင်ဝင်စားပါတော့လားဟုပြောလျင်တော်ပါပြီမင်းတော်မမလေးပြီးမှစားပါတော့မယ်ဟုမဆောကပြန်ပြောပြီးအနီးမှသာထိုင်လျက်နေတယ်တဲ့ပွေတယ်အေးတခါတည်းဝီစားလိုက်ပြီးတော့ပေါ့ဟုဝတ်လုံကတော်ကမသာသောမျက်နှာနှင့်ပြောလေဝတ်လုံကတော်သည်မိမိ၏လူမကလေးဟာဤကဲ့သို့ပဓာနာမပြုအကျဉ်းသားမရှိဘဲနေခဲ့ရာ9 ရက်ခန့်များရှိလျင်ဝတ်လုံကတော်သည်ကြီးနှန်းတစ်စောင်ရရှိလေ၎င်းကြီးနှန်းမှာကျွန်တော်လာလဲပါတယ်ဘူတာယုံတို့လာ၍ကြိုပါဟုပါသောမောင်တက်ညော့ထံမှကြီးနှန်းဖြစ်လေသည်ဝတ်လုံကတော်လည်းကောင်းမွန်စွာဝစားစီရင်၍ဘူတာယုတ်တို့ရထားပိုင်နှင့်တွား၍ကျူပြီးလေမောင်တက်ညော့နှင့်အတူပြန်လာလေမောင်တက်ညော့လည်းအိမ်သို့ရောက်၍ခင်စိန်ကြီးကိုမြင်လျင်များစွာအောဝမ်းမြောက်၍ဘယ်တော့ကလာပါတလဲမေးရဝတ်လုံကတော်ကဝင်၍သူရောက်တာ4-5 ရက်လောက်ရှိပြီကဲလာဝတ်ထောက်မီတို့အိမ်သွားလဲရအောင်ဟုပြောလျင်မောင်တက်ညော့ကနေပါဦးမမရဲ့အလဲတက်တက်လာပါသလားဟုခင်စိန်ကြီးကိုကြည့်၍မေးပြန်လျင်ဝတ်လုံကတော်ကတဖန်ဝင်ပြန်၍လဲလာတာမဟုတ်ဘူးသူ့ဖေစက်ကကြီးသေးလို့ဒီမှနေမလို့လာတာကဲမူးချုံနေတော့မယ်ဝတ်ထောက်အော်မသိရပါဘူးဗျာဘယ်တော့ကဆိုးချပါလဲလူချင်းတော့မတွေ့ရဘူးပါဘူးမတွေ့ရဘူးတော့လဲဒီဟာနှမဖေဖေဆိုတာနဲ့ကိုဦးကြီးလိုအောက်မိပြီးအပုပ်ကြီးဝမ်းနေပါတယ်စောစောသိရလျင်မသားတော်မီရောက်လာပါရဲ့ဗျာဟုဝမ်းနဲ့တိမျက်နှာထားနဲ့ပြောလျင်ခင်စိန်ကြီးမှာရွှေဘူတို့ရောက်တဲ့နေကစား၍မိမိဟာတယောက်တော်သူမှဂရုဏာရှိသည့်စကားကိုပြောဘူးသည်မရှိသဖြင့်မောင်တက်ညော့အားဝမ်းတွင်၌ကြည်စုသိမိရှာ၏ဝတ်လုံကတော်လည်းမိုးချုံနေတော့မယ်ဟုပြော၍မောင်တက်ညော့ကိုခေါ်သွားပြီးလေဝတ်ထောက်မင်းအိမ်မှာထမင်းစား၍မိုးချုံမှပြန်ခဲ့လေဝတ်လုံကတော်တို့ပြန်လာလျင်ခင်စိန်ကြီးတို့လည်းအိတ်ခမ်းသို့ဝင်နေပြီးဖြစ်သောကြောင့်မောင်တက်ညော့ကခင်စိန်ကြီးနှင့်စကားပြောစရာအချင်းမရလေရကမိမိအခန်းသို့ဝင်၍အိပ်ရလေမောင်တက်ညော့ရောက်၍3 ရက်ခန့်ရှိလျင်ဝတ်လုံကတော်သည်ခင်စိန်ကြီးနှင့်မောင်တက်ညော့ကိုမိသူပင်ကြံစည်၍ခွဲပါတော့လဲတနေ့အမှုမဟုတ်သဖြင့်မတက်နိုင်ပဲရှာရာမောင်တက်ညော့သည်ခင်စိန်ကြီးအနီးမှပင်အစင်ထိုင်လျက်ဖခင်တည်ဆုံးတစ်ပြက်စနှလုံးပူပန်လျက်ရှိနေရှာသည့်မိန်းကလေးတူကိုစိတ်ပြေလက်ပြောက်ရှိပါစေတော့ဟုအောက်မေ့သလားတော့မသိသူဒီမဟုတ်အခြားကြံစီရှိလေသလားမသိရရှင်ဘွယ်ကောင်းသောပုဂ္ဂိုလ်ထုမှစ၍ရန်ကုန်မြို့မန္တလေးမြို့များတွင်မိမိကြည့်ခဲ့ရသည့်ဇက်လူပြက်တို့၏ပြလုံးများကိုခြေဟန်လက်ဟန်နှင့်တကွတေးဥပါအောင်ပြောပြီးလျင်မိန်းကလေးမြဲနေရအောင်လှုပ်တတ်ပေခင်စိန်ကြီးမှမူ
အပူတွေ့နေသည့်အခါဖြစ်၍မိမိအားအရေးတယူဂရုစိုက်ပြီးလျှင်ပြောဆိုပေးသည်ဟုကျေးဇူးတင်လျက်ရှိရှာ၏ခင်စိန်ကြီးပန်းချံတွင်လမ်းလျှောက်လျင်မောင်တညော့သည်နဘေးမှကပ်လျက်ဇာထိုးနေလေလန်းနဘေးမှထိုင်လျက်စာဖတ်နေလေလန်းအနီးတွင်ရက်လျက်မြေကြီးအလုပ်ကိုလုပ်နေသည်ဖြစ်စေမောင်တညော့သည်အစင်မပြတ်ကပ်လျက်ရှိရာကဝလုံကတော်သည်များစွာတမောမကြမနာလိုစိတ်အောက်လျက်ရှိလေဝလုံကတော်ကြီးမှာမောင်တက်တန်ဆိုသည့်9 နှစ်သားအရွယ်ရှိသားကလေးတစ်ယောက်ရှိလေ၎င်းတငယ်ကလေးသည်မိခင်ဖြစ်သူဝလုံကတော်အားဘယ်သောအခါမျှချစ်ခင်ခဲ့သည်မရှိရာမိခင်လှုပ်သူကလည်းသားကလေးကိုအလေးမပြုဂရုမစိုက်ချစ်ခင်ကျင်နာခြင်းမရှိဘဲစိတ်တိုင်းမကြသောအခါ၌သာလျှင်ရိုက်နှက်ပေါ်ရကုန်၏မောင်တက်တင်သည်ခင်စိန်ကြီးကိုမြင်သည့်နေ့မှစ၍မိခင်ထက်အစများစွာပုံမူ၍ချစ်ခင်ရကာခင်စိန်ကြီးတွားရောက်ကိုပင်နောက်ကတကောက်ကောက်လိုက်လျက်နေလေ၏ခင်စိန်ကြီးလည်းတငယ်ကလေးများအားများစွာချစ်ခင်၍မိ၌ပါလာသောပိုးစာဖဲစာကလေးများကိုအင်ကြီးကလေးလုံကြီးကလေးများချုပ်၍ပေးလေ၏တနေ့တစ်၌ခင်စိန်ကြီးမောင်တက်တင်နှင့်မောင်တက်ညွတ်တို့သည်ပန်းချံတွင်လမ်းလျှောက်လျက်ရှိနေရာမောင်တက်တင်ကလေးကမမဟိုမလူကြီးအောင်လို့ဘာလုပ်နေကြတာတော့ဟောဘို့ဘို့ကြီးပါကလားမမကျွန်တော်ပြစမ်းပါလာပါမမရဲ့ကျွန်တော်ကြည့်ချင်လို့ပါဟုခင်စိန်ကြီးလက်ကိုအတင်းဆွဲ၍ခေါ်သွားလျင်သုံးဦးသားသည်ကလားဝဘဘွဲသို့တွားကြလေထမင်းစားချေရောက်တော့လဲဝဘဘွဲမပြီးသေးသဖြင့်မောင်တက်တင်ကနေပါမမရဲ့ပြေးခါနေပါပြီခဏလေးပါဦးတဖြည်းဖြည်းဆွဲရလေဝလုံကတော်ကမွန်အိမ်၌ထမင်းပဲခုလျက်စောင့်နေလေဝဘဘွဲပြီးလျင်ခင်စိန်ကြီးသည်မောင်တက်တင်လက်ကိုဆွဲလျက်မောင်တက်ညော့ကနောက်ကကပ်လျက်ဝင်လာကြပြီးခင်စိန်ကြီးသည်အဝတ်လင်းရဲ့အိမ်ပေါ်သို့တက်သွားလေမိခန်းတွေသို့ရောက်၍အဝတ်လင်းနေသည့်အခါမောင်တက်တင်ကလေးကဂျူးကိုဖက်၍ဝဘဘွဲကြီးအကြောင်းကိုတွတ်တီတွတ်တာပြောလျက်နေကြစဉ်ဝလုံကတော်သည်အခန်းတွေသို့ဝင်ပြီးလျင်ကိုတို့ကဘယ်သွားနေကြတယ်လဲဟုအလော်တရားစိတ်ဆိုးသောမျက်နှာထားနဲ့ငေါက်ရင်ပင်ဟာမောင်တက်တင်ကဝဘဘွဲကြည့်ချင်နေဆိုလို့လိုက်ပြနေတယ်တော်ရဲ့ဟုခင်စိန်ကြီးကပြန်ပြောလျင်ဟေ့ခင်စိန်ကြီးညီကိုညီမရှစ်ဘူးလားအေးညီကမရှစ်ပေမဲ့ငါရှစ်လာတယ်တော်ပြောတာကျမနားမလဲပါဘူးတော်ရဲ့ကျမဘာလုပ်လို့လဲတဲညီကသူများအိလဲနေသေးရဲ့ကျေးဇူးရှင်ကျေးစော့ဆိုတဲ့စကားလို့လူများအရှစ်လဲခွဲသေးရဲ့ကောင်းမှပေးရဲ့အေးညီလုပ်ပုံတကယ်တည်းထွက်သွားလိုက်ကြတာကြားလာပြီအခုမှပြန်လာကြတော့တယ်ညီကတက်ညွန့်နဲ့တော်ရသွားပြီးဘာလုပ်နေကြတာတော့ဒီကောင်လေးရောက်လာကြတဲ့ကသူ့ကိုထနေတာငါကမပြောချင်လို့ကြည့်နေအကောင်းမဲ့လို့ခုနှကန်းစုကပြစ်တင်ပြောဆိုလေဤသို့မတရားသဖြင့်ဆွဆွဲခြင်းကိုခံရလေလေခင်စိန်ကြီးသည်စကဲကြီးသမီးတယောက်ဖြစ်လျက်အနှုတ်ဆုပ်ကုတ်ဆုပ်မျိုးမီမတတ်သည့်မိန်းမတယောက်ကထ၍ဝတ်လုံတော်ဖြစ်သောကြောင့်မိအားစေးရီတိုင်းထွာပြုလုပ်ရမလားဟုများစွာအမျက်ထ၍ရှစ်လဲရှစ်သည်နှင့်ထိုင်ရမှထ၍ဖားလျားကြလျက်ရှိသောမိစမင်ကိုလက်ဖြင့်တောဖယ်ပြီးလျင်ကျမမထဘူးတော်ကြီးကျမတို့အမျိုးကထတဲ့အမျိုးမဟုတ်ဘူးထတာကအပြူများကမထဘူးအိုများကသာထပြီးနေတယ်ထတော့ကျမကမထဘူးတော်ကထတာဟုတ်ပြန်ပြောလျင်ဟုတ်တီကိုပြောလျင်နာတတ်သည်ဆိုသည့်အတိုင်းခင်စိန်ကြီးသည်ဟုတ်မှန်ရန်ကိုပြောမိလျက်ရှိသောကြောင့်ဝတ်လုံတို့သည်ပြင်းစွာအမျက်ထွက်သည်ဖြင့်စိတ်ကိုမချုံတီးနိုင်ရကခင်စိန်ကြီးလက်ဝဲဘက်ပါကိုမိလက်ရလက်ဖြင့်တစ်ချက်ချလိုက်ရာခင်စိန်ကြီးမှာနာကျင်လာသည်ဖြစ်၍ငုတ်ရည်သွားရင်လက်ဝဲလက်နဲ့လက်ရဘက်ပါကိုတစ်ချက်ထိုက်၍ချပြန်၏ခင်စိန်ကြီးမှာမိပါကိုချ၍နာကျင်သည်တဲ့အချခံရလက်ချင်းကိုအောက်မေ့၍ဝမ်းနေခြင်းသည်တာ၍ပင်ကြည်ရကာမျက်နှာကိုလက်နှစ်ဖက်ဖြင့်ပိတ်ပြီးငိုကြွေးရှာလေအနီးတွင်မျက်လုံးပြူမျက်စံပြူနှင့်ကြည့်လျက်နေသောမောင်တက်တင်ကလေးမှလည်းမိအားရိုက်လိုက်ပြီးတဲ့ကဲ့သို့အော်၍ငိုလေဝတ်လုံကတော်ကဒီခွေးမသားကလေးကဘာဖြစ်တာတော့ဟုဆိုလျက်နေရင်းကိုတစ်ချက်ချလိုက်ပြီးလေအခန်းပြေသို့ဆွဲခေါ်သွားလေထူညစ်၌ခင်စိန်ကြီးသည်တညက်လုံးအိပ်၍မပြောဘဲဤအိမ်မှမြည်သူလွတ်နိုင်ပါအန်ဒီဟုစဉ်းစားလျက်နေရှာ၏ဝတ်လုံကတော်နှင့်အတူနေ၍လည်းမဖြစ်အခြား၌လည်းနေရမရှိဦးလေးသွားရာရေနံချောင်းသို့လိုက်သွား၍ဦးလေးအားတိုင်ကြားနေလဲအချင်းကြီးပင်ဖြစ်မည်ဟုမကြံတတ်မစီတတ်ဖြစ်ပြီးထူညစ်အတွင်းတွင်ခင်စိန်ကြီးသည်မိဖခင်နှင့်အတူတည်၍လိုက်ရလေကောင်းနေစွာကြင်ဖန်များစွာအောက်မေ့မိရှာလေ
နန်းနှစ်မိုးလေးလျင်မောင်တက်တဲ့ကလေးသည်ခင်စိန်ကြီးအခန်းတွင်သို့ပြေးဝင်လာ၍မမလာကျွန်တော်တို့အောက်ဆင်းကြစို့ဟိုမှကြည့်စမ်းသူတို့သွားကြပြီဟုပြလျင်ခင်စိန်ကြီးလည်းပဒင်းပေါက်မှလမ်း၍ကြည့်လိုက်ရာမောင်တက်ညွန့်နှင့်ဝက်လူတော်တို့သည်ယထာနှင့်ထွက်၍သွားကြသည်ကိုမြင်ရသဖြင့်အိုးလဲ၍အိမ်အောက်သို့ဆင်းသွားကြလေအိမ်အောက်သို့ရောက်လျင်မြင်းထားခြင်းသည်ဝင်းအတွင်းသို့ဝင်လာ၍လူတစ်ယောက်သည်မြင်းထားပေါ်မှဆင်းလာလျင်ခင်စိန်ကြီးသည်အိမ်ဝမှရက်လျက်အမေကူထုံးမြတ်ပါလားဘယ်လိုကရောက်လာလဲဝမ်းသာလိုက်တာရှင်လာမယ်လို့တော့ကျမထင်မိပါရဲ့သို့တော့ဒီလောက်ရအတွင်းတော့လာသေးမယ်မထင်မိပေဘူးရှင်ဟုရွှင်လန်းသောမျက်နှာဖျားဖြင့်စီး၍နှုတ်ဆက်လျင်ရွှေဘူကအမှုတဲ့တယောက်ကငါလို့မနေ့ကပဲရောက်တယ်ရောက်တဲ့အခါနှမတို့စီဝင်အောင်မယ်လို့လာခဲ့တယ်ဝတ်လုံတော်ရမင်းရင်းနေချောင်းကမပြန်သေးဘူးဆိုဟုတ်တယ်ရှင်မပြန်လာသေးဘူးဟုပြောစေတွင်ခင်စိန်ကြီးသည်မောင်ထုံးမြရဲ့တရားကြက်တံငွေဆက်ကိုတတိယ၍ပြောမိစကားကိုမပြောနိုင်ပဲမျက်နှာပူလျက်နေလေမိမိနိုင်လည်းငွေကြေးမရှိဝတ်လုံတော်ရမင်းလည်းမပြန်လာသေးပြန်လာပါလေလဲဝတ်လုံတော်ရမင်းထံမှမတောင်းလို့သည်ဖြင့်ခင်စိန်ကြီးသည်အသေးဖွဲ့300အတွက်စက်ကူကိုလဲ၍တုံးမိလေမောင်ထုံးမြတ်သည်မောင်တက်တင်ကိုကြည့်၍တဲချစ်စရာကောင်းတဲ့လူကလေးပါလားဟုပြောလင်ကျမတို့ဦးလေးသားမောင်တက်တင်ပေါ့တဲပုတ်ပုတ်လင်းရှိတဲ့မျက်နှာကလေးမင်းသိဘလောက်ရှိပြီလဲကျွန်တော်က9နှစ်ခမကျွန်တော်ညီလေးက2နှစ်ဟုတွတ်တွတ်လက်လက်ပြန်ပြီးပြောလင်ခင်စိန်ကြီးသည်လူကလေးကိုငုပ်ရည်နှမ်းလျက်ဒီဟာမမတို့မောင်ကြီးကူထုံးမြတ်ပေါ့မမောင်အင်တန်ခင်ရှာတယ်ဟုပြောလင်မောင်တက်တင်လည်းမောင်ထုံးမြတ်မျက်နှာကိုတီချစွာမှုတ်ကြည့်ရဟုတ်လားခမခမကကျွန်တော်မမကိုကြည့်ကျွန်တော်ကခမကိုချစ်မှာပဲဟုပြော၍မောင်ထုံးမြတ်လက်ကိုသွားရေးကိုင်းရင်ခင်စိန်ကြီးကအင်တန်ခင်ရှာတဲ့လူကလေးရဲ့ဒါနဲ့ရှင့်ဟူဥစ္စာကျမမတုံးဘူးလို့အောက်မိတာအင်တန်ကျေးဇူးတင်ပါတယ်ရှင်အခုတော့ကျမလည်းဦးလေးဟုတခေါ်ချင်းပြောရနေလေမောင်ထုံးမြတ်ကမတိချင်ပြည့်ရဲ့လေနမပြောတာနားမလဲပါဘူးဘာပြောတာလဲဒါနဲ့ဝလုံကလေးကြီးကောင်ရှိဘူးလားဘယ်သွားတယ်လဲဟုမေးရခင်စိန်ကြီးသည်မိမိနေရသည့်အဖြစ်ကိုရုပ်တည်းတတိယ၍ညှိုးငယ်သောမျက်နှာထားနဲ့အလဲသွားကြပါတယ်ဟုပြောလေမောင်ထုံးမြတ်လည်းခင်စိန်ကြီးမျက်နှာကဲကိုခတ်လျက်နမဒီမှာနေထိုင်ရတယ်တေပြီးစိတ်ချမ်းသာကိုထင်နေဦးမင်းခင်စိန်ကြီးသည်အောက်ကိုရမန်ဖြစ်နေပြီအလိုတရာညှိုးငယ်သောမျက်နှာထားနဲ့မောင်ထုံးမြတ်၏မျက်နှာကိုမော်ကြည့်ပြီးတယ်ကျမဖေဖေနဲ့နေတုန်းကလို့တော့ဘယ်မှာစိတ်ချမ်းသာနိုင်မလဲမောင်ကြီးရဲ့ဒီမှာတော့ကု့လူအိမ်ဆိုပေမဲ့ဦးလေးကလည်းမလာသေးမပြောပြစေနဲ့မောင်ကြီးရှင်ကျမဒီမှာလဲမနေချင်းဒီပြင်မှာလဲဘမမနေစရာမရှိဘသူ့မှလက်ကြည့်လိုက်လို့အားကိုးစရာလည်းမရှိမမဒီကနေ့မနေ့တောင်ကျွန်တော်ပြောသေးတယ်ဒီမှမနေဘူးတဲ့သွားတော့မယ်တဲ့ဘာဖြစ်လို့တော့ကျွန်တော်သိတယ်မမေကရိုက်လို့မမေကလေဟဲ့တိတ်တိတ်နေမောင်တက်တင်ဟုခင်စိန်ကြီးကဝင်းကြီးပြောတော့လဲမမေကရိုက်လို့ခင်ဗျပေါင်းအောင်နဲ့ချစ်တောက်ပဲရိုက်တယ်ကျွန်တော်ရှိတယ်ကျွန်တော်ကတော့မမရက်ခံရလို့ငိုတော့ကျွန်တော်တော့မမေကရိုက်သေးကျွန်တော်တော့ကလေးမှုရိုက်ပါသေးတော့မမတော့ तू ကဘာဖြစ်လို့ရိုက်တာလဲပြောရင်ခင်စိန်ကြီးကမောင်တက်တင်မင်းတဲ့စကားများတယ်သွားအပြင်သွားကစားချေကိုနေထုတ်လိုက်လေမောင်ထိုးမြတ်သည်ကလေးပြောသည်ကိုကြားလျင်ခင်စိန်ကြီးကိုများစွာပြုနာဖြစ်၍ဝတ်လုံတော်ကြီးကိုလည်းလောစွာစိတ်ဆိုးလျက်ဟုတ်ရဲ့လားနှမရဲ့ကလေးပြောတာဟုတ်ရဲ့လားဟုမင်းကျမအကြောင်းပေါ်မောင်ကြီးရဲ့ဦးလေးမလာခင်ဒီလိုပဲနေရအောင်ပါပဲဦးလေးလာတော့ဦးလေးလာတော့မပြောတတ်သေးပါဘူးမောင်ကြီးရဲ့ကျမတော်တော်နဲ့တော့အမှန်ပဲနေနိုင်မှမပေါ်ဘူးကျမကိုဒီလိုကြီးပဲနှိမ့်ဆက်နေလေကျမဘယ်နေနိုင်ဖို့ရှိမလဲမောင်ကြီးရဲ့တကယ်ဆိုတော့ကျမဒုက္ခတွေသူတိလေးနဲ့ကျမကိုဒီလိုနှိမ့်ဆက်ဖို့မကောင်းပါဘူးရှင်ဟုပြောရင်မျက်ရည်တို့လေးချုပ်တီး၍မရနိုင်ပဲဘာတစ်ပတ်တစ်ချက်တွင်းမှယူစီလျက်ရှိကုန်၏မောင်ထောမြက်လည်းမိမိစိတ်ကိုအနိုင်နိုင်ချုပ်တီး၍မောင်ကြီးများတိုက်နေတဲ့ဆိုရင်ဖြစ်စောင်းရွတ်ပါတယ်နှမရဲ့ဟုကုနာအားကြီးသောလေလံပြပြောရာမောင်ကြီးလည်းဘာတက်နိုင်မလဲမောင်ကြီးရဲ့ကျမအကြောင်းနဲ့ကျမဖန်တီးလာတာဘယ်သူမှတက်နိုင်မှာမဟုတ်ပါဘူးဟုဘလိုတရားအားငယ်တော့လေလံဖြစ်ပြောလေထိုအခါမောင်ထောမြက်သည်ခင်စိန်ကြီးမျက်နှာကိုတေးချစွာကြည့်လျက်လက်ကလေးကိုအမတ်မဲ့ယူကိုင်းပြီးတယ်မောင်ကြီးတက်နိုင်တဲ့နီးတကူတော့ရှိတယ်သူ့တော်လဲဒီနီးနဲ့တော့နမမလိုက်နာခြင်းမေးဘူးလားမပြောတတ်ဘူးဟုပြောလေခင်စိန်ကြီးသည်နားမလဲတဲ့ဖြင့်မောင်ထောမြက်ကိုကြည့်လျက်ပင်နေရမောင်ကြီးပြောရင်နမစိတ်ဆူမလားစိတ်မဆူနဲ့နော်ကဲ
ဒါဖြင့်မန္တလေးကိုပြန်ပြီးနမတို့အရင်နေတဲ့အိမ်ကိုပြန်နေမလားဟုထပ်ပြီးပြောလေထိုအခါခင်စိန်ကြီးကဘလူနေရမှာလဲဟုနားမလည်သဖြင့်ထပ်ပြီးမေးရာမောင်ကြီးနဲ့တူတူပေါ့မောင်ထုံးမြတ်ကပြန်ပြောလေခင်စိန်ကြီးမှာများစွာအားတစ်လျက်အသက်ကိုမြမရှူရှိုက်မိပဲငေး၍ကြည်နေလေခင်စိန်ကြီးမှာမောင်ထုံးမြတ်အားမောင်ရင်းကဲ့သို့အောင်မေ၍များစွာချစ်ခင်အကျွမ်းဝင်လျက်မိမိဒုက္ခတွေ့ကြုံနေရသည်များကိုမိမိမောင်အားတိုင်ကြားပြီးတဲ့ကဲ့သို့အယောတွင်ပြောဆိုခဲ့သည်မိန်သို့သောမောင်ထုံးမြတ်ကိုယခုကဲ့သို့ချစ်ခင်ဆုံးမဲ့ရမှာတခါဖူးမြမကြံစီစင်ကူးမိသည်ဖြစ်သောကြောင့်မောင်ထုံးမြတ်ဆိုလိုသည့်အဓိပ္ပာယ်ကိုတိလျင်တိချင်းမောင်ထုံးမြတ်ကင်ထားသောလက်ကိုယုံဖယ်၍ညင်မဲ့စကားပြုံမြည်ပြီးတော့လဲမောင်ထုံးမြတ်ကလက်ကိုမလော်ပဲအခြားလက်တစ်ဖက်ပါထိန်ထားလေထူကဲ့သို့ကင်ထားပုံသည်အချုစာအုပ်များတွင်ပါလိရှိသည့်သမီးစားစကားပြောပုံကဲ့သို့ဝတ္ထုပုံပြင်တစ်သေးစသဖြင့်ဇနကမင်းတင်ပေါ်ပစ်တလေးမေခလာနတ်သမီးလေးစသည်တို့ကဲ့သို့စကားပုံလင်းမပါမိမိတို့တ၌တူးသေးသောမိန်းကလေးကိုနက်နက်ချက်ချိုက်လက်လိုက်လဲလဲချစ်ခင်ဆုံးမဲ့သောအခါ၌ပြောလိရှိကြသည့်အတိုင်းယုံကြည်ဖွယ်သောမျက်နှာထားချစ်ခင်ဖွယ်သောအမူအရာနူးညံ့သိမ်မွေ့၍နာပြောပွဲရှိသောအတန်ဖြင့်စိတ်ရောကိုယ်ပါပြောဆိုသည်ကိုကြားရမြင်ရလေခင်စင်ကြီးမှာအခြားတစ်ယောက်ပေါ်၌ညှိတွယ်ပြီးမဖြစ်လေထိုနေရာ၌ပင်မောင်ထုံးမြတ်ပြောသည်ကိုလိုက်နာမည်ဖြစ်လေသူ့ရာတွင်ဤသို့ပြောနေစဉ်ဝတ်လုံကူတော်ကြီးသည်ရုတ်တရက်ဝင်လာပြီးအကြောင်းကိုရိပ်မိသည်တွင်အခန်းအဝင်းဝခြေတုပ်ဖုံပေါ်တွင်တုံ၍ရက်လျက်ဘယ်နဲ့ဟာတွေလဲဖွဲ့ရမပြောတော့လဲပြောပြီးတကယ်တော့မျက်နှာထားပြလေတော့ထိုအခါမောင်ထုံးမြတ်မှာရိုးသားဖြောင့်မဲ့သောအကြံစီပြေပြောဆိုနေသည်ဖြစ်သောကြောင့်မျက်နှာထားမပစ်ပဲဝတ်လုံတွေကမင်းတော့ကျွန်တော်တို့သိပါတယ်ကျွန်တော်မန္တလေးကရှင်းနေမောင်ထုံးမြတ်ပါဟုပြောလျင်ဝတ်လုံကူတော်သည်မောင်ထုံးမြတ်ကိုချီဆုံးကောင်းဆုံးကြည့်၍မောင်နာမည်တော့ကြောက်ဘူးပါရဲ့သို့တော့မောင်နဲ့ခင်စင်ကြီးနဲ့အင်မတန်အရောတွင်ဖြစ်ပြီးယခုလိုကျွန်တော်စီရင်ခံပြရစေဝလုံတော်ကြီးကဗျာခင်စင်ကြီးနဲ့ကျွန်တော်နဲ့ဘယ်သောအခါမှအင်မတန်အရောတွင်မရှိခဲ့ဘူးပါဘူးယခုမှပဲကျွန်တော်စကားကိုလက်သက်ခံကိုတောင်းပန်စေရှိပါသေးတယ်ဟုပြောလင်းဝလုံတော်သည်ခင်စင်ကြီးကိုမိမိအိမ်မှမိသူ့ကြံစီတွေထုတ်ရပါမည်ဟုကြံစီတွေးတော်ရင်မရနိုင်ရှိရသည့်အတွင်းယခုမောင်ထုံးမြတ်ကလာပြီးပြောဆိုလာသည်ဟုကြားရလျင်မိမိလက်မှဒီကောင်မလေးလွတ်ဝေတော့မည်ဟုမျက်နှာထားကြည့်၍နေရမှရုတ်တရက်ချိုးလာပြီးနေဒါဖြစ်ဘာပြောစရာရှိတယ်ခင်စိတ်ကြီးကကျေးဇူးတင်မှုသာရှိတာပေါ့သူခမရမှာလဲအမိမရှိအဖမရှိဒနာမရှိဖြစ်နေတဲ့အခါမှာတော့ဟုတ်တယ်လေအတော်ကအမှန်ပြောတာမောင်လူတယောက်ကပြောဆိုလာတယ်ဆိုတော့ဘာပြောဖို့ရှိတယ်လဲနှုတ်ခင်စိတ်ကြီးကတော့ဘယ်ပြောလဲတဘောတူမှာပဲပေါ့လေဟုမေးလျင်ခင်စိတ်ကြီးသည်ဝတ်လုံတော်အားအဖက်လှုပ်၍ပြန်မပြောပဲမောင်ထုံးမြတ်ရဲ့နေသူကပ်ပြီးနေကျမတနာရီလောက်စဉ်းစားဖို့ခွင့်ပြုပါရှင်ဟုပြောရာစဉ်းစားပါခင်စဉ်းစားပါစဉ်းစားပြရစီအောင်ဆိုတော့မျိုးလက်စရာရှိပါသေးတာပေါ့ဒါဖြင့်ညနေလောက်မှတစ်ခေါက်လာခဲ့အောင်မယ်ဟုတ်လားသွားချီပါဦးမယ်တော့ခင်စင်ကြီးလည်းအိမ်ပေါ်တုတ်တက်၍မိမိခန်းတွေးတို့ဝင်မိလျင်စဉ်းစားဆင်ခြင်လျက်နေလေခင်စင်ကြီးမှာမိခင်အုပ်၍ကြီးခဲ့ရရှာသည်မဟုတ်တော့ကြောင့်ဤအရာမျိုး၌စဉ်းလန်းစဉ်းစားတဲ့တိုင်ပင်ရန်လင်းတယောက်မှမရှိသဖြင့်ကလေးကဲ့သို့ဒါလျင်စဉ်းစားတတ်ကြ၏ကုထုံးမြတ်ရဲ့အိမ်သည်ငါတို့ယခုနေသောအိမ်ထက်ကြီးလိုက်နေရာလဲကောင်း၏ထိုထုံးမြတ်သည်လည်းစိတ်တဘောပြည့်ဝ၍ချစ်ခင်ပန်ကောင်း၏ချစ်ခင်ကျင်နာတတ်သောစိတ်လည်းရှိသူ့ဖြစ်သောကြောင့်လက်ခံရတော်မူလားသူ့တော်ဟာဘယ်နည်းနဲ့မဆိုဒီမာနေရတာနဲ့စားလိုက်ရတော့နက်ပြည်နဲ့ငဲပြည်လောက်ကွာမှာပဲဒါတော့ဟုတ်ပါပြီသူ့တော်ငါကသူ့ကိုမကြိုက်တာခက်တယ်ငါကြိုက်တာကကိုတက်ညော့ပြောလာတာကိုထုံးမြတ်ဟိုတယောက်ကများပြောလာပါတော့နော်သူ့မဟုတ်လဲသူ့ကိုငါလုံးလုံးမဖြစ်ဘူးရေလဲအကောင့်တောက်၍စဉ်းစားလေးနေလေဝတ်လုံတော်ကြီးသည်ဝင်လာပြီးဘယ်နဲ့လဲတူမကြီးစဉ်းစားပြီးပြီလားဘာစဉ်းစားဖို့ရှိတယ်လဲသူ့အကြောင်းလဲတူမကြီးသိပြီမဟုတ်လားလူလူလူပြောက်တိတ်ခါသမားကြီးနဲ့ပြည်စုံဒီလူဟာတော့ဟုတ်တာပြောတာအင်တန်ရှားတာပဲကာလာဘော်ကျို့တွေတာများတာစစ်ကူးမလဲနဲ့တူမကြီးစသဖြင့်အတွင်းလော်လေခင်စိန်ကြီးမှာမစင်းစားတတ်အောင်ဖြစ်လျက်ဟိုဘက်ရင်ဒီဘက်ရင်စိတ်တရားဖြစ်၍နေစဉ်မောင်ထုံးမြတ်သည်ဝင်းတွင်းသို့ဝင်ရလာသည်ကိုပရင်းပေါက်မှမြင်သည်ဖြင့်တယောက်သို့ဆင်းလာခဲ့ရာမိသူပြောရမည်ကိုမတွေးနိုင်အောင်ပင်
ရှိပေလေ၏အောက်သို့အစင်းလေးကားတွင်မောင်တက်ညွန့်နှင့်တူတစ်ဖြင့်ခင်စင်ကြီးသည်မိမိရင်ခုန်တန်ကိုကြားရသည့်တိုင်အောင်ရင်ခုန်လျက်ရှိနေလေရာမောင်တက်ညွန့်ကဘယ်နဲ့လဲခင်ဘယ်သွားပုံးနေလဲကျွန်တော်တို့အကြောင်းကြားပြီးပြီလားမကြသေးဘူးဒီမဲ့ခုတည်းကမမနဲ့ကျွန်တော်နဲ့တောက်ကန့်နဲ့ထက်သွားကြတာကျွန်တော်ကတောက်ကန့်မောင်းတာကိုမောင်းသွားတာကူတော်မြတ်မြင်းကလေးကလမ်းကြတော့လက်ပါရောလက်ပြီးမတ်တက်ရက်လိုက်ကန်လိုက်ပေါက်လိုက်နေလို့တော့မမကလေးကြောက်လို့ကျွန်တော်ကိုဖတ်ထားလိုက်တာတော်တော်ကြာမြင်းလဲဒူးထောက်ရလဲသွားရောမမလည်းထားပေါ်ကဆင်းပြီးပြီအိတ်ချီချီပြန်ပြေးလိုက်တာဒါနဲ့မိတ်လောက်တဲ့တက်တဝါကလေးဆိုပြီးကြိတ်တန်များများကြီးပေးပြီးလမ်းတစ်လျှောက်လုံးဒုံဆိုင်ပြန်လာအိတ်ရောက်တော့အစင်တစ်ကူထုံးမြတ်နဲ့တွေ့လူကောင်းတယောက်ပါပဲဗျာကူထုံးမြတ်နာမည်ကလည်းမြတ်လူကလည်းမြတ်ကျွန်တော်တို့တော့ခစ်တွေပုံကြီးဝမ်းမြောက်ပါတယ်ဟုပြောတယ်ခင်စိတ်ကြီးသည်တခေါ်တပရမှမပြောပဲမောင်တက်ညို့၏မျက်နှာကိုသာမော်၍ကြည့်နေတော့အခါမောင်တက်ညို့ကဆက်လက်၍ဘာလဲတင်းနေတာအံ့ဩသလားဘာအံ့ဩစရာရှိတယ်ခင်ရဲ့ကျွန်တော်တို့တော့တအိတ်သားလေးဖြစ်နေကြတာပဲခုတည်းပဲမမကစီးပြောလိုက်လို့အကုန်ပဲကြားခဲ့ရပါပြီဗျာတဲဝမ်းမြောက်ပါတယ်ကျေးဇူးပါရဲ့ရှင်သူ့တော့ဝမ်းမြောက်တာကနည်းနည်းအရင်ကြနေတယ်မှတ်တယ်ဟုတ်လားဒါဖြင့်ယခုဝမ်းမမြောက်ရသေးနောက်တစ်ယောက်နဲ့ကြောက်မှဝမ်းမြောက်ရမှာပေါ့လေကူတူတော့ဗျာကြံစီဖို့ပါဘူးကြံစီတော့ကြံစီမိပါရဲ့ကူတူတော့မြင်ုံသာမြင်ရဆိုတဲ့အထဲကပါပဲဟုထေး၍ပြောပြီးလင်အိမ်ပေါ်သို့တက်သွားလေခင်စိန်ကြီးသည်မောင်တက်ညို့၏ကြောကိုခက်တာငယ်ကြီးကြည့်ပြီးမှဤလူကလူပေါ်ကျော်ဖြစ်သည်အဟုတ်ချစ်ခင်သောစိတ်မရှိတကယ်ချစ်ခင်ပါကစသဖြင့်စဉ်းစားလျင်အရောက်သို့ဆင်းသွားလေမောင်ထုံးမြတ်သည်ကလထိုင်ပေါ်တွင်ထမ်းလျက်စောင့်နေရမှထားပြီးလင်ဘယ်နဲ့လဲနမရဲ့မောင်ကြီးပြောတာသဘောတူရဲ့လားဟုချူသာသောတန်ဖြင့်မေဟာခင်စိန်ကြီးကဟုတ်ကဲ့ရှင်သို့တော်လဲကျမတခုပြောချင်တယ်ဟုစပြီးပြောနေမောင်ထုံးမြတ်သည်ရွှင်လန်းသောမျက်နှာထားနှင့်ခင်စိန်ကြီးလက်ကိုကိုင်ပြီးလင်ကြည့်၍သို့တော်မလဲပါနဲ့တော့နမရဲ့ပြောစရာရှိတာဖြည်းဖြည်းဒီမှာထိုင်ပြီးပြောတာပေါ့သဘောတူပြီဆိုတာကြားရမောင်အင်တန်ဝမ်းသာလာပါပြီနမရဲ့ဟုဆို၍ကလထိုင်တစ်ခုပေါ်သို့ခင်စိန်ကြီးကိုထိုင်စီလေမိမိလည်းအနည်းတွင်ရှိသောကလထိုင်ပေါ်မှထိုင်လျက်နတ်ပြည်သို့ရောက်တဲ့ကဲ့သို့ဝမ်းသာအားရဖြစ်နေစဉ်ခင်စိန်ကြီးကသူ့တော်လဲကျမတခုပြောချင်တယ်ရှင်းကိုကျမမြင်တဲ့နေ့ကစပြီးအင်တန်ခင်ပါရဲ့မျက်နှိုးပါရဲ့မောင်ရင်းလိုပါပဲမချပါဘူးသူ့တော်ဒီလိုနည်းနဲ့တော့ကျမမချစ်သေးဘူးအိုးဒါတော့ဟုတ်တာပေါ့တဖြည်းဖြည်းတော့ချစ်မှာပေါ့အခန်းရှိပြီပါပဲ